လေးများအပြုံးလေးများဂျူလာထောက်အကျဉ်းနာရိတ်ရောင်ပြကားရင်လွာစိတ်ကိုပွင့်ဟာမဲ့သူတယောက်တိတ်ရဲ့တီတီဒီလေးများပြုံးလေးများဂျူလာထောက်အကျဉ်းနာရိတ်ရောင်ပြကားရင်လွာစိတ်ကိုခွင့်ဟာမဲ့သူတယောက်ရှေရင်တကားကိုပိတ်လို့ထားမယ်ရှင်ပြူစင်ကျမကချစ်တယ်ဆိုတာသိကြောက်ဟုတ်ပြီဟာပိုင်ပြီဗျာသူလေးဆိုရင်လည်းမဆိုးဘယ်လောက်မဆိုးလဲထားလိုက်ဆယ်လီမှာဟာလားဆယ်လီဖြစ်နေတာအခုဆို TikTok တို့ Facebook တို့မှာဆယ်လီဒီအတန်းအများနဲ့ကြားနေရတာမကြည့်ကျင်လဲကြားနေရတာကြည့်ကျင်လဲကြားနေရတာကြားမှာပေါ့ကြည်စမ်းနာမည်လေးကလည်းဘယ်လောက်ချစ်စရာကောင်းထားလဲဗါလဲနာမည်ဦးကဗါလဲဖုံဖုံဖျားတွေရဲ့ဘွဲ့နာမည်ထက်တောင်ခေါ်လို့ကောင်းကြီးတယ်ဗါလဲချိုးစင်မှာလင်းဆန်ဘယ်လောက်ကောင်းတာလဲနာမည်လေးကလည်းဟုတ်တယ်ရုပ်ကကြတော့ကြည့်လိုက်ဦးအမတန်မှနှုတ်ပြိုပြစ်ချောကြည်တောက်ရှင်းဟာရှင်ထဲမှာစောင်းရမ်းထိတယ်ကွာဒီစောစပင်းအရောင်မှလည်းကြည့်လိုက်အောင်စိုးထားတာအလန်ဖလန်တချင်းတပုတ်တဲဦးအောင်ဟိုဘယ်လိုပြောမလဲပိတ်သက်မကြိုက်အောင်အင်းကြီး90လောက်လဲပြီးတော့တင်ဆက်ထားတာဘာလဲပြောရုပ်ရည်နဲ့နာမည်နဲ့ထိန်းတယ်စာသားတွေကလည်းမိုက်တယ်ဆိုပေါက်တွေကလည်းကြိုက်သူ့သာသူဆိုရင်လည်းမသိုးဆိုတဲ့သူတယောက်တည်းကြတော့လေတိတ်အဆင်ပြေသူ့ခေါင်းဆောင်မင်းသမီးတင်လိုက်ဟုတ်ဒါဆိုရင်သူနဲ့တွဲဘက်ဒီပါမယ်ကျင်ညာလေးလှတဲ့နေရာမှာဆယ်လီတွေပြောပြအောင်ဟုတ်ပြီဆယ်လီအုပ်ကြီးဆိုလည်းမစိုးဟာမဖြစ်သေးဘူးသူကြတော့တိတ်ခေါ်သွားလို့မကောင်းမြင်ဆယ်လီအုပ်ကြီးကိုခေါ်သွားလို့ရှိရင်ဒီဟာစင်မော်ရောက်မှတခါလေအထဲတွေရောင်းနေငါဒုက္ခရောက်အောင်မယ်ဈေးတွေရောင်းနေဟုတ်တယ်တော့ကြဟိုလာကြတာတို့ဘာလို့လဲပြဿနာတက်မယ်သူ့တော့ခေါ်သွားလို့မဖြစ်နိုင်ဒါဆိုရင်ခုခေတ်မှာခစ်စားနေတာကိုဘူးရှိပိတ်သက်စိတ်ဝင်စားမယ်ဟောအောင်ခန့်ပိုင်ညာအောင်ခန့်ပိုင်မိုက်တယ်ဟာသူဆိုရင်အတန်လေးရလည်းမစိုးရုပ်ကလေးရလည်းမစိုးဟေးတိုင်းနဲ့ဒုက္ခရောက်အောင်မယ်ဟိုကနိုင်ငံသားမှလုံမှာဆိုတော့နိုင်ငံသားပိတ်သက်တွေကသူသိချင်မှသိတော့ကြောင့်မသိတဲ့ပိတ်သက်တွေကိုမတိရောဟာဆိုဒုက္ခသွားပြီးဟိုကသိတယ်ကွာဆိုပြန်ရိုက်တယ်နဲ့ပါနာရိုက်တယ်ပြန်လာအောင်မယ်ဒါဆိုရင်အောင်ခန့်ပိုင်ဆိုရင်ဒါဆိုရင်ဟုတ်တယ်ဘာဆိုင်ဆိုရင်လူတိုင်းသိတယ်တိုင်းခန်းတာဆိုင်ခန်းလိုက်ကြတော့ခေါ်သွားလို့ရတယ်ဘာလို့လဲအောင်ခန့်ပိုင်နဲ့လေသူအဆင်ပြေတယ်အောင်ခန့်ပိုင်နဲ့လည်းအဆင်ပြေတယ်ဘာလို့လဲဆိုအောင်ခန့်ပိုင်ပြောထားတယ်လေသူနဲ့ဆိုင်နဲ့ကတိလာကြီးတဲ့ရင်းနှီးနေပြီတဲ့တယောက်ကိုတယောက်သိနေကြပြီတဲ့အဲ့လိုဆိုင်ခန်းလိုက်အဲ့ဒါလည်းမဖြစ်ပြန်ဘူးဟုတ်လားဒီနိုင်ငံသားမှာကိုကပွဲလုံးမှာဆိုတော့နိုင်ငံသားမှာပွဲလုံးမဲ့ကောင်တယောက်